ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိယရဏဘဏပါလေအဲ့ဒါကိုဘာ၃ပါးလို့ခေါ်တယ်တရဏဂုံ၃ပါးပြောပါ၃ပါးသဘောပေါက်လားတရဏဂုံ၃ပါးရဲ့ဘုံရိပ်ကံရိပ်ခိုးတဲ့ပုဂ္ဂိုလ်ရာပြိတ္တရေစီဝါဖြစ်တယ်တဲ့အသက်ရှည်တယ်တဲ့ဘေးရန်ကင်းပါတဲ့အကျိုးတရားဘဏ္ဍပါနည်းနည်းနုံနုံလားဗျာဟုတ်လားနံပါတ်1ဘာဖြစ်တယ်စီဝါဖြစ်တယ်ပြောဘာဖြစ်တယ်နံပါတ်2ဘာရှည်မယ်နံပါတ်3ဘာကင်းမယ်စီဝါတော့ဖြစ်ပါရဲ့အသက်မရှိအလကားပဲဟုတ်လားဟဲ့စီဝါတော့ဖြစ်တယ်အသက်လည်းရှိတယ်ဒါပေမဲ့ရန်တွေများတယ်ဆိုရင်အဲ့ဒီဘဝအရာတော်ပါမလားဒါဆိုရင်အရာတော်တဲ့ဘဝဖြစ်ဖို့ဆိုရင်စီဝါလည်းဖြစ်ရမယ်စီဝါရင်လည်းကောင်းမယ်ပြိဿရေနောက်တကနံပါတ်2အသက်လည်းရှိကြမယ်တဲ့နောက်တကပြိဿရေနံပါတ်3ကဘေးရန်အန္တရာယ်လည်းကင်းမယ်ဆိုရင်အဲ့ဒီလူဘဝနေရတဲ့တခဏအရာတော်လားမတော်ဘူးလားဘာ3ပါးရဲ့အရေးကိုခိုးသဘောပေါက်လား